ကဘာမှာငပွားကြီးလို့တင်စားခံရတဲ့အမေရိကန်နိုင်ငံကဘာလို့အီရန်နိုင်ငံကိုနှိမ်နင်းကျင်နေရတာလဲခါမီနီကိုဘာလို့ထရန့်ကကျိန်းဝါနေရတာလဲဒါတွေကိုသိကျင်ရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ကျွန်တော်မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Revolution Traveler တော်လန်ခီးသွားဆိုတဲ့ YouTube Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာဒီနေ့မှာတော့ကမ္ဘာသတင်းတွေမှာအမြဲတမ်းလိုထိပ်တန်းကနေပါနေတဲ့နိုင်ငံနှစ်ခုအမေရိကန်နဲ့အီရန်တစ်ဖက်ကတော့ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်ပြီးတော့နောက်တစ်ဖက်ကတော့အရှေ့အလယ်ပိုင်းရဲ့ဩဇာကြီးမားတဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်သူတို့နိုင်ငံတွေကြားကရန်ညူးဟာဘယ်ကနေစခဲ့တာလဲအမေရိကန်ကဘာကြောင့်အီရန်ကိုနှီးမျိုးစုံနဲ့ဖိအားပေးနှိမ်နင်းနေရတာလဲဒီနေ့ဒီအကြောင်းအရာတွေကိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးမှာအချက်၄ချက်နဲ့ရိုးရိုးရှင်းရှင်းလေးပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ချက်ဖြစ်တဲ့သမိုင်းကြောင်းနောက်ခံတကယ်တော့အမေရိကန်နဲ့အီရန်ဆိုတာကတစ်ချိန်လုံးကတငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြတာပါ1989ခုနှစ်မတိုင်ခင်အထိအီရန်ဟာအမေရိကန်ရဲ့အရင်းနှီးဆုံးမဟာမိတ်နိုင်ငံဖြစ်ခဲ့ပါတယ်ဒါပေမဲ့လည်း1989ခုနှစ်အီရန်တော်လှန်ရေးမှာအမေရိကန်ကကြောထောက်နောက်ခံပေးထားတဲ့ရှာဘရင်ပြုတ်ကျသွားပြီးတဲ့နောက်ပိုင်းမှာတော့အခြေအနေတွေအားလုံးကပြောင်းလဲကုန်ပါတယ်အဓိကအချက်ကတော့အမေရိကန်တန်ယုံတွေကိုတိမ့်ပိုက်ပြီးတော့မှတန်တမန်တွေကိုတစားကန်လုတ်ခဲ့တဲ့ဖြစ်ရပ်ဟာအမေရိကန်တွေအတွက်ကတော့ဘယ်လို့မှမေးလို့မရတဲ့ဒဏ်ရာတစ်ခုဖြစ်သွားစေခဲ့တာပါပဲနောက်ထပ်နံပါတ်1ဒုတိယအချက်ကတော့နျူကလ িয়ার လက်နက်အရေးပဲဖြစ်ပါတယ်ဒါကတော့အဓိကကြားတဲ့အချက်တစ်ချက်လို့ဆိုရမှာပဲဖြစ်ပါတယ်အမေရိကန်ကအီရန်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်မပေးနိုင်ဘူးလို့ပြက်ပြက်သားသားပြောထားပါတယ်ဒါကဘာကြောင့်လဲအီရန်သားနျူကလ িয়ার ရသွားမယ်ဆိုရင်အရှေ့အလယ်ပိုင်းမှာလက်နက်ပြိုင်ဆိုင်မှုတွေပိုပြီးတော့ပြင်းထန်လာမယ်အမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့အစ္စရေးနိုင်ငံအတွက်ချင်းချောင်းမှုတွေပိုပြီးတော့များလာမယ်လို့ယူဆထားတာကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်လည်းအမေရိကန်နိုင်ငံကစီးပွားရေးပိတ်ဆို့မှုတွေနဲ့အီရန်ကိုတောက်လျှောက်နှိမ်နင်းနေခဲ့တာပဲဖြစ်ပါတယ်။နံပါတ်3အချက်ကတော့ဒေတာတွန်းဩဇာလွှမ်းမိုးမှုပဲဖြစ်ပါတယ်။အရှေ့လယ်ပိုင်းဟာရေနံနဲ့ပထဝီနိုင်ငံရေးအရာအရန်အရေးပါတဲ့ဒေတာတစ်ခုပဲဖြစ်ပါတယ်။အီရန်ဟာလက်ရှိမှာတော့အီရတ်၊ဆီးရီးယား၊လက်ဘနွန်နဲ့ယီမင်နိုင်ငံတွေမှာသူ့ရဲ့ဩဇာတွေကိုဖြန့်ကျက်ထားနိုင်ပါတယ်။အီရန်ဟာအမေရိကန်ကအကြမ်းဖက်အဖွဲ့လို့သတ်မှတ်ထားတဲ့ Hezbollah ဟာမတ်တို့ကိုကူညီနေတယ်လို့အမေရိကန်ကဆွဆွဲထားတာတွေလည်းရှိပါတယ်။အမေရိကန်ရဲ့ရည်မှန်းချက်ကတော့အရှေ့အလယ်ပိုင်းမှာအီရန်ရဲ့ဩဇာအာဏာကိုဖျက်တောက်ခြင်းတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။နောက်ထပ်နံပါတ်4အချက်ကတော့အစ္စရေးနိုင်ငံရဲ့လုံခြုံရေးအကြောင်းပဲဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းမှာအမေရိကန်ရဲ့အမာခံမိတ်ဖက်ကတော့အစ္စရေးနိုင်ငံပဲဖြစ်ပါတယ်။အီရန်အစိုးရဟာအစ္စရေးကိုအတိမတ်မပြုတဲ့အပြင်ကမ္ဘာမြေပုံပေါ်ကနေဖျောက်ဖျက်ပစ်မယ်လို့တောင်ကြွေးကြော်ခဲ့ဘူးပါတယ်။အမေရိကန်နိုင်ငံရဲ့မဟာမိတ်ဖြစ်တဲ့အစ္စရေးရဲ့လုံခြုံရေးကိုကာကွယ်ဖို့ရန်အတွက်အမေရိကန်ကအီရန်ကိုစစ်ရေးအရာစီးပွားရေးအရာအမြဲတမ်းစောင့်ကြည့်နှိမ်နင်းနေရတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့အမေရိကန်ကဘာကြောင့်အီရန်ကိုနှိမ်နင်းနေကြရတာလဲဆိုတဲ့ဒီအချက်တွေကိုအခုကျွန်တော်ပြောပြပေးသွားခဲ့တဲ့အချက်၄ချက်ကိုကြည်ချင်းအားဖြင့်ဒါရေဘူးရအားဖြင့်နားလည်နိုင်ပါတယ်အချင်းချုံပြီးတော့ပြန်ပြောရမယ်ဆိုရင်တော့အမေရိကန်ကအီရန်ကိုနှိမ်နင်းကျင်တာဟာတမိုင်းကြောင်းအရာနာကြီးချက်တွေအပြင်နျူကလ িয়ার အန္တရာယ်ကိုတားဆီးဖို့နဲ့အရှေ့အလယ်ပိုင်းမှာသူ့ရဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက်ပဲဖြစ်ပါတယ်ဒီနှစ်နိုင်ငံကြားကတင်းမာမှုဟာကမ္ဘာငြိမ်းချမ်းရေးအတွက်ကတော့အမြဲတမ်းစိုးရိမ်စရာဖြစ်နေတယ်ဆိုတာအသေးကြပါပဲဖေဖော်ဝါရီလကုန်မှာအစ္စရေးနဲ့အမေရိကန်ကနေပြီးတော့မှအီရန်နိုင်ငံကိုစတင်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်မို့လို့အီရန်နိုင်ငံရဲ့သမ္မတဖြစ်တဲ့အာနာရှင်ခါမီနီဟာလည်းဒီတိုက်ခိုက်မှုအတွင်းမှာတည်ဆုံသွားပြီလို့နိုင်ငံပိုင်သတင်းဌာနတွေကနေပြီးတော့မှကြေညာခဲ့တာတွေလည်းရှိပါတယ်။အာနာရှင်ခေါင်းဆောင်ဖြစ်တဲ့ခါမီနီတည်ဆုံသွားခဲ့ပြီမဲ့လည်းသူ့ရဲ့ဒုသမ္မတဖြစ်တဲ့သူကခါမီနီရဲ့နေရာကိုဆက်ခံပြီးတော့မှလက်ရှိဒီစစ်ပွဲကိုဆက်လက်ဆင်နွှဲသွားမယ်ဆိုတဲ့သတင်းတွေကလည်း online စာမျက်နှာတွေထပ်မှာကြဲကြဲပြန့်ပြန့်ထွက်ပေါ်နေပါတယ်။တင်ရောဘယ်လိုထင်တယ်လဲ။အမေရိကန်နဲ့အီရန်ကြားကပြဿနာတွေဟာတနည်းနည်းတစ်ချိန်ချိန်မှာပြေလည်သွားနိုင်မလားမပြေလည်နိုင်ဘူးလား။အခုအစ္စရေးရဲ့အမေရိကန်ရဲ့အီရန်ရဲ့ကြားမှာတောက်လောင်နေတဲ့စစ်မီးကရောဘလောက်အရှိန်အဟုန်အထိအောင်ပို့ပြီးတော့တောက်လောင်သွားနိုင်မလဲ။အမြန်ဆုံးပဲငြိမ်းချမ်းသွားနိုင်မလား။ဒါတွေကိုတင်ဘလူယူဆထားတယ်လေ။ဒါကြောင့်မို့လို့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ comment box လေးထဲမှာ comment မှန်းခဲ့ပေးလို့ရပါတယ်ခင်ဗျာတလက်စာရဲအီရန်နိုင်ငံဆိုတာကမြန်မာစစ်အစိုးရနဲ့ဆက်ဆံရေးတစ်ခုရှိနေတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့နောက်တစ်ဖက်ကျွန်တော်ရဲ့ဗီဒီယိုတွေမှာဆိုရင်တော့အီရန်အစိုးရနဲ့မြန်မာစစ်အာဏာရှင်တွေကြားကဆက်ဆံရေးတွေနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးဖို့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုမေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာ
အခုကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်မိတ်ဆွေတို့အနေနဲ့ဆွေးနွေးချင်တာတွေရှိတယ်ကျွန်တော်ရဲ့ comment လေးမှာမှန်းငယ်ပြီးတော့တခါလဲဆွေးနွေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်